ဒီနေ့ကတော့အားရပါရ33နေရာကိုပန်လာခဲ့ပြီးတယ်ရှင်တို့ကအလုံးမရွေးဘူးနေရာမရွေးဘူးဆိုလို့ရှင်တို့အလုံးရတဲ့နေ့ပဲနော်ကဲပါအလုံးတွေလာလဲအမရေးဆိုလို့ရှင်တော့ပစ္စည်းတင်ချယောက်ျားလေးနေရာအလို့ရှိပါတယ်ပန်ခဲဘက်မှာပါပြင်လဲစာထုတ်ဖို့ပါကင်ပိတ်လောက်တဲ့နေရာမှာလင်မယားတွဲအလို့ရှိပါတယ်ကထွန်ပန်းဘက်မှာပါရေခဲယုံမှာယောက်ျားလေး10ယောက်အလို့ရှိပါတယ်စမူပကံဘက်မှာပါတလိษံအစာထုတ်လုပ်တဲ့လုပ်ငန်းမှာယောက်ျားလေး3ယောက်အလို့ရှိပါတယ်စူဖန်ပူလီဘက်မှာပါတလတ်ထဲမှာငါးတွေကိုရောင်းဖို့ရန်အတွက်ယောက်ျားလေး3ယောက်အလို့ရှိပါတယ်ချက်ချင်းဆောင်ဘက်မှာပါအဲ့ဒီအပြင်စိုက်ပျိုးရေးရောပြီးကြလို့ရှင်မဲပန်းအလုပ်တွေရောစားတောက်ဆိုင်တွေရောနောက်ထပ်တခြားအလုပ်တွေအပါဝင်33နေရာလောက်ကိုပါလာခဲ့ပြပါရတယ်အလုပ်ကအမစီမနေ့တိုင်းလာပါတယ်တနေ့နဲ့တနေ့အလုပ်ချင်းလဲမတူတလို့နေရချင်းလဲမတူဘူးအမြဲတမ်းသိချင်တယ်ဆိုလို့ရှင်တော့အမအကောင်ကိုအပေါင်းလေးနှိပ်ထားဖို့လဲမမေ့နဲ့အောင်ပြီးကြလို့ရှင်ဘာနောက်ထပ်လာသေးလဲအမရေးဆိုလို့ရှင်တော့ KTV အရက်ဆိုင်မှာမိန်းကလေး4ယောက်လို့ရှိပါတယ်အရက်တောက်တက်မလားနော်ပြီးကြလို့ရှင်ဘာအလုပ်လဲအမရေးဆိုလို့ရှင်သိချင်လို့ရှင်သူများကိုအရင်ဆုံးမေးပြီးကြမှာအမစီကိုပြန်ပြီးတော့စမတ်โอเคကဲနောက်ထပ်တနေရာကြောက်ကော့ဆလင်မယားတွဲလင်မယားတွဲဒါမှမဟုတ်လို့ရှင်လဲလူလွတ်လဲရပါတယ်10ယောက်အလို့ရှိပါတယ်အဲ့ဒါကလမ်းဖမှာပါအမရေပန်ကောက်ထဲကကော့ဆမှာပဲသွားချင်တယ်ဆိုတဲ့အဖွဲတွေလာကဲနောက်ထပ်တနေရာကျတော့ကော့ဆလင်မယားတွဲအဲ့ဒါကနှခေါင်းပထုံဘက်မှာပါကော့ဆယောက်ျားလေး2ယောက်စမှုစုံခန်းဘက်မှာပါကော့ဆ15ယောက်အလို့ရှိပါတယ်ချုံပူလီအဲ့ဒါကလည်းလင်မယားတွဲလဲရတယ်လွတ်လဲရတယ်နော်အလွတ်လွတ်ချင်တာပဲဖြစ်မြန်မာပြည်ကနေထိုင်းကိုလာချင်တာပဲဖြစ်လေရင်လက်မှတ်လေးလွတ်ချင်တာပဲဖြစ်ဒါမှမဟုတ်လို့ရှင်လဲဒီထိုင်းနိုင်ငံအတွင်းကားငါးဝန်ဆောင်မှုလေးလွတ်ချင်တာပဲဖြစ်အခန်းပြောင်းအခန်းရွှေ့စီယုံစီခံအလဲအပတ်အကုန်လုံးအမစီမှာဝန်ဆောင်မှုလေးတွေရနိုင်ပါရှင်ကဲနောက်ထပ်တနေရာကျတော့ကွေတီယိုဆိုင်မှာယောက်ျားလေးတယောက်အလို့ရှိပါတယ်ဧကချိုင်ဖလမ်ဆောင်ဘက်မှာပါတလတ်နတ်ထဲကစားစရာရောင်းဖို့ရအတွက်မတယောက်အလို့ရှိပါတယ်လက်ရောင်းဘက်မှာပါစားတောင်းဆိုင်မှာမ2ယောက်အလို့ရှိပါတယ်လက်လူကာဘက်မှာပါစပွဲထုတ်လုပ်ရမှာနော်အဲ့ဒါအမရေးဖို့မေ့သွားတယ်နောက်ထပ်တနေရာကျတော့ဝတ်သားပါကင်ပိတ်တဲ့နေရာမှာယောက်ျားလေး3ယောက်အလို့ရှိပါတယ်လမ်းဘက်မှာပါစပူမူယောက်ျားလေးတယောက်အလို့ရှိပါတယ်လက်ချက်သားစပူမူအကူမိန်းကလေးတယောက်အလို့ရှိပါတယ်နဝမင်းကစစ်ဘက်မှာပါစားတောင်းဆိုင်မှာပကံဆေးဖို့ရအတွက်မတယောက်လို့ရှိပါတယ်အနုဆော်ရီဘက်မှာပါရှက်မဲပန်းမတယောက်လို့ရှိတယ်လမ်းဆက်မဲပန်းမတယောက်လို့ရှိတယ်ပထုံဌာနီမဲပန်းမတယောက်လို့ရှိပါတယ်လက်ဖလောင်းကလေးထိန်မတယောက်လို့ရှိပါတယ်စုစောဝတ်မဲပန်းမတယောက်လို့ရှိပါတယ်ဖလမ်ဆောင်ကလေးထိန်မတယောက်လို့ရှိပါတယ်နခွန်ပထုံမဲပန်းမတယောက်လို့ရှိပါတယ်လန်ကမ်ဖန်ပြီးကြလို့ရှိရင်မဲပန်းစွန်လုံလုံကောက်မဲပန်းမတယောက်လို့ရှိပါတယ်ကထုံပန်မဲပန်းအယူထရမဲပန်းပန်းနာစတဲ့အလုပ်လေးတွေလာခဲ့ပြီးပါတယ်ဒီနေ့33နေရရှင်တို့တာအလုပ်မရွေဘူးနေရမရွေဘူးအပြင်းမထူဘူးကြီးမများဘူးဆိုလို့ရှိရင်တော့ရေတော့ချိုးနော်ကြီးတူနေမှာဆိုလို့ရှင်တို့အလုပ်ရမယ်နေပဲအဘစီပြန်ပြီးတော့မှစကားလေးပြောချင်တယ်ဆိုလို့ရှိရင်လည်းစာပို့ဖို့မမေ့ပါနဲ့အမရှိနေခဲ့ပြီးပါမယ်အားလုံးကျေးဇူးပါရှင်